လက်မောင်းတို့နောက်ကျော်တို့ကြစ်လေးဖြစ်ရှင်တယ်ဒါပေမဲ့ကျင်သွားဖို့အတွက်အချိန်မရှိဘူးအိမ်မှာပဲစော့နိုင်နေဆိုရင်တော့ဒီနေ့ပြပေးမယ် exercise တွေကိုလိုက်လုပ်လိုက်ပါပထမဆုံး exercise နေနဲ့ dumbbell rows လုပ်ကြမယ်ဒီ exercise ကိုလုပ်ဖို့အတွက်ခြေထောက်ပခုံးခြေလောက်နဲ့မတက်ရက်ပေးတင်ပါးလေးကိုအနောက်လေးအခုပြစ်တယ်လို့ဒီလိုလေးပြစ်ပေးလိုက်နောက်ကျော်လေးကိုဖြောင်းနေထားပေး weight တုံးနဲ့တုံးခံတော့ရှေ့မှာထားပြီး ပေါ်တဲ့ကိုဆွဲလိုက်ဒီလိုလုပ်မယ်ဆိုရင်တော့နောက်ကျော်တစ်ခုလုံးထိစေတယ်ဒီ exercise ကနောက်ကျော်အတွက်ဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးနေမှာပါတယ်အိမ်မှာပဲလုပ်မယ် weight တုံးနဲ့တုံးနဲ့ပဲလုပ်နေမယ်ဆိုရင်တော့လုံးဝလုပ်တဲ့ exercise တစ်ခုဖြစ်တယ်နောက်ကျော်အတွက်လုပ်ပြီးသွားပြီဆိုတော့ရင်အုပ်အတွက် exercise တစ်ခုလုပ်ပေးမယ်ကျွန်တော်ကခုံရှိလို့ခုံမှာလုပ်နေတယ်ကျမ်းမြင့်ပေါ်မှာဒီလိုလေးအိပ်ပြီးလုပ်လို့ရတယ်ဝိတ်တုံးနဲ့တော့ကိုယ့်ရဲ့မျက်နှာရှေ့တဲ့မှာထားလိုက်တရောင်ကြီးတအားမကားနဲ့တရောင်လေးကိုခက်တော့နဲ့နေလေးချင်းပဲပေါ့နော်45ဒီဂရီလောက်ပြီးရင်မျက်နှာရှေ့တွေကိုမအပေါ်မှာဝိတ်တုံးကိုမစုအောက်ထိကိုထိန်းပြီးအောက်ထိကိုချပြီးရင်အားအပြည့်နဲ့အပေါ်မှာဒီလိုလုပ်မယ်ဆိုတော့ရင်အုပ်ထိစေမယ်ဒီ exercise ကိုလုပ်မယ်ဆိုရင်တော့တွန်းအားရှိမယ်ပေါ့ဗျာမင်းကလေးလေးတန်မာတက်နေဟုတ်တယ်မလားတရားရောက်ကိုပတ်ဆက်အိတ်လူဖို့အတွက်ဆိုရင်တော့တက်မှာတွန်းနိုင်မှရတာဟာချနိုင်ဖို့လို့တယ်နောက်ကျော်အတွက်နောက်ထပ် exercise တစ်ခုအနေနဲ့ dumbbell row လုပ်ပေးကြမယ် single arm dumbbell row ပေါ့ဗျာခုံမှာပဲဖြစ်အဓိကကိုကတနေရာတစ်ခုကိုဒီလိုမှီပြီးဆွဲနိုင်ဖို့တစ်ခုခုပေါ့ဒူးလေးကိုခုံပေါ်မှာတင်ထားတယ်လက်လေးကိုလိုလေးထောက်ပေးထားတယ်နောက်ကျော်လေးကိုဖြောင်းထားတယ်ဝိတ်တုံးကိုဒီလိုနေရာကနေခါကိုဆွဲပေးတတောင်ကိုခန္ဓာကိုနဲ့ကပ်ပြီးဆွဲမယ်ဝိတ်တုံးကခါကိုသွားပေးဖို့လိုတယ်တတောင်ကိုခန္ဓာကကပ်ပေးဖို့လိုတယ်ရိုးလို့မင်းဆိုရင်တော့နောက်ကျော်ပို့ထိရောက်စေလိမ့်မယ်ခြားတဲ့ချိန်မှာထိန်းပြီးအောက်ထိချပေါ်ထိပြမှာဒါပဲရင်းဟုတ်အတွက်ဒုတိယ exercise နေpush up လုပ်ပေးမယ်တချို့မင်းကလေးတွေတော်တော်များများက push up မလုပ်နိုင်ကြဘူးဘာလို့လဲဆိုတော့ပေါ်ပိုင်းတော်တော်လေး weak ဖြစ်နေတယ်ဆိုတော့အလွယ်ဆုံးနည်းလမ်းကိုခုပြတယ်လို့လုပ်မယ်မှီလို့ရနေပေါ့အပေါ်ဒီလိုမှီလို့ရတဲ့နေရာပေါ့ဗျာအခုကျွန်တော်ခုံလေးနဲ့ပြထားတယ်ဒူးလေးကိုကွေးထားကျမ်းမြတ်မှာဒီလိုလေးကွေးထားတယ်လက်လေးနဲ့ဒီလိုလေးမှီပေးမယ်တတောင်လေးကိုနည်းနည်းလေးကျင်းပြီးရင်အုပ်ကိုခုံစီကိုသွားမယ်ထိသွားပြီဆိုတော့တွန်းလိုက်ဒီလိုလေးလုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒီလိုလေးနဲ့စပြီး push up စလုပ်ပေးပေါ့ဗျာဒီလိုလုပ်ရတအားလွယ်တယ်ဆိုရင်တော့ကျမ်းပြင်ပေါ်မှာဒီလိုလုပ်လို့ရတယ်ကျမ်းပြင်မှာဒူးလေးကိုဒီလိုလေးထောက်ပြီးအောက်ချမယ်တွန်းမယ်အောက်ချမယ်တွန်းမယ်ဒီလိုလုပ်မယ်ဆိုရင်တော့နည်းနည်းလေးပိုခက်ခဲမယ်အကေးရတာဒီလိုလုပ်တာတအားလွယ်လာပြီကျမကြီးဖြစ်နေပြီဆိုရင်တော့ရိုး push up လုပ်လို့ရပြီအောက်ထိချ push အောက်ထိချ push ဒါပါပဲလက်မောင်းရှေ့ဖက်အတွက်အခုလုပ်တဲ့ exercise ကိုလုပ်လို့ရတယ် dumbbell curls လုပ်ပေးလို့ရတယ်အခုလုပ်တယ်လို့ weight တုံးနှစ်တုံးကိုကင်ပြီးဒီလိုလေးလုပ်နေရုံပဲလူကငင်လေးနေမယ်လုပ်နေဒီလိုမလုပ်ငင်လေးနေမယ်ဒီလိုလေးလုပ်မယ်ဆိုရင်တော့10ချိန်လောက်လုပ်ကြည့်လိုက်လက်မောင်းနည်းနည်းညောင်းလာလေလက်မောင်းရှေ့ဖက်အတွက်ဒီဟာလုပ်ပေးလက်မောင်းရှေ့ဖက်အတွက်လုပ်ပြီးသွားပြီဆိုတော့လက်မောင်းအနောက်ဖက်အတွက် big exercise လုပ်ရမှာကျမ်းမြင့်ပေါ်မှာဒီလိုလေးလှဲလိုက်ခုံရှိနှခုံမှာဒီလိုလှဲလိုက်ပေါ့ဗျာ weight တုံးကိုကိုယ့်ရဲ့မျက်နှာရှေ့တဲ့မှာဒီလိုလေးဆက်ထားပေး weight တုံးကိုကိုယ့်ရဲ့ကောင်းနှောက်ချပေးကိုယ်ပြီးကိုယ့်ရဲ့ကောင်းနှောက်ချပေးအောက်ထိချမယ်အပေါ်ထိဆက်မယ်ဒီလိုဆက်တဲ့ချိန်မှာတတောင်ကိုအရှုပ်ဆွဲမလာနဲ့တတောင်အပေါ်လေးပဲတတောင်ငင်လေးပဲထားမယ်တတောင်ကိုယ်ပြီးအောက်ထိချတယ်အပေါ်ထိတက်မယ်ဒီလိုလေးလုပ်ပေးအောက်ကိုချတဲ့ချိန်မှာထိန်းပြီးချပေးအောက်ထိကိုထိန်းပြီးချပေးအပေါ်ပြန်တဲ့ချိန်မှာအားအပြည့်နဲ့ပေါ်ထိတက်ပေးဒီလိုလုပ်မယ်ဆိုတော့လက်မောင်းအနောက်ဖက်ကြွက်သားလေးတွေအောက်ထိရောက်လိမ့်မယ်ကဲနောက်ဆုံး exercise အနေနဲ့ lateral raises လုပ်ကြမယ်ဒီ exercise ကတော့ပခုံးအတွက်ပေါ့ဗျာဒီ exercise ကိုလုပ်ဖို့အတွက် weight တုံးလေးကိုကိုယ့်ရဲ့ရှေ့မှာဒီလိုလေးထားပေးဖြစ်နိုင်တော့တတောင်လေးကိုလုံးဝဆန့်ပြီးဘေးကိုဒီလိုထုတ်ပေးလိုက်ဘေးလေးမဟုတ်နော် weight တုံးကကိုယ့်ရဲ့ရှေ့နားမှာရှိနေရမယ်အောက်ထိကိုထိန်းပြီးပြန်ချပေးတက်တဲ့ချိန်အားပြည့်တက်ပေးလုပ်ချိန်မှာအဲ့လိုမလုပ်နဲ့ငင်လေးနေမယ်ပေါ်ထိတက်မယ်ထိန်းပြီးချမယ်ပေါ်ထိတက်မယ်ထိန်းပြီးချမယ်ဒီလိုလုပ်မယ်ဆိုရင်တော့ပခုံးလေးကိုထိရောက်စေလိမ့်မယ်အပေါ်ပိုင်းကြစ်လေးဖြစ်ရှင်နေဆိုရင်တော့ဒီနေ့ပြပေးတဲ့ exercise 9မျိုးလုပ်ရုံနဲ့လုံလောက်ပြီတစ်ပတ်ကို2ရက်လောက်တော့လုပ်ပေးအများဆုံး3ရက်ပေါ့ဗျာခန္ဓာကိုကြစ်လေးဖြစ်ဖို့အတွက် exercise လုပ်ရုံနဲ့မပြီးဘူးတားဝနေတယ်ဆိုရင်တော့ weight ချဖို့လိုတယ် weight ကကျလာမယ်အစီကျလာမယ်ဆိုရင်တော့ကြွက်သားလေးနည်းနည်းပိုပေါ်လာမယ်ကြွက်သားပိုပေါ်လာတော့ကြစ်လေးဖြစ်လာတို့က3လအတွင်းမှာတိတိကျကြောင်းလဲချင်တယ်အစီကျချင်တယ်ကြစ်လက်လာချင်တယ်ဆိုရင်တော့ one-on-one online coaching program ကိုလာ join လို့ရပါတယ်